သူမိမမျက်စိကွယ်ချင်းအောင်စောင်းနေတာလားဆိုတာစမ်းသပ်ဖို့တဲ့ယောက်ျားထစ်သူဟာသူမကိုတတ်မိုးတဲ့အဖြစ်ရှိတဲ့အိတ်ခမ်းနဲ့တမင်ခေါ်သွားခဲ့တယ်။ပြီးတော့သူ့ရဲ့ရီးစားထစ်တဲ့အိတ်ဖော်မလေးကိုအချက်ပြပြီးတမိုးတွေဖြန့်ထားတဲ့ကတင်ဘောကိုသူမိမကိုတွန်းချခိုင်းလိုက်တယ်။ဒါပေမဲ့သူမိမရဲ့မျက်စိဟာပြင်းပြင်းနေပြီဆိုတာသူမသိခဲ့ဘူး။သူတို့ရဲ့အစီအစဉ်အားလုံးကိုကြိုတိနေတဲ့အတွက်သူမဟာ informal လေးကိုအဲ့ဒီကတင်ဘောပြန်ကျသွားအောင်ပြင်ညာပေးလိုက်တယ်။ဒါကိုမြင်တော့ယောက်ျားဟာအမှန်တရားကိုမိမဖြစ်သူမရိပ်မိအောင်ရီးစားဖြစ်သူကိုအမြန်ချော့မော့လိုက်တယ်။အခြေအနေကိုပုံမှန်တိုင်းဖြစ်အောင်ဟန်ဆောင်ပြီးမိမကိုအနားယူခိုင်းက informal လေးကိုစေးရုံတိတ်တဆိတ်ခေါ်သွားခဲ့တယ်။တကယ်တော့သူမိမဟာအရာအားလုံးကိုသိနေပြီးသားပါ။ဘာလို့လဲဆိုတော့သူမဟာဘဝတည့်နဲ့ပြန်လဲမွေးခွာလာလို့ဖြစ်လို့ပါပဲ။အရင်ဘဝတုန်းကသူမဟာနေမကောင်းဖြစ်နေတဲ့ကလေးကိုစေးရုံပို့ဖို့ကြိုးစားရင်းမျက်စိမမြင်ရတာကြောင့်လေကားပေါ်ကနေပြုတ်ကျခဲ့ဘူးလေ။အဲ့ဒီအချိန်မှာယောက်ျားဖြစ်သူဟာသူမရဲ့မျက်မမြင်ဖြစ်မှုကိုခွင့်ကောင်းယူပြီး informal နဲ့လက်ထပ်ဖို့အတွက်သူမစီကနေကလေးကိုလူယူကသူမကိုတေဖို့ပြစ်ထားခဲ့တယ်။ဒါကိုဖျားသခင်မှလုံးဝခွင့်မလွတ်နိုင်တဲ့အတွက်သူမကိုဘဝတစ်တစ်ခုပြန်ပေးခဲ့တာပါ။ဘဝတစ်ပြန်ရလိုက်ချိန်ကတော့သူမကျူးလွန်ခဲ့တဲ့အမှားတွေအတွက်သူတို့ကိုပြန်ပေးဆက်စေမယ်လို့ကြိမ်ဆိုထားခဲ့တယ်။အဲ့ဒီအချိန်မှာပဲ informal ဟာသူမကိုအပြတ်ရှင်းဖို့အတွက်အစိတ်ခါထားတဲ့စွပ်ပြုတ်ကိုယူလာခဲ့တယ်။ဒါပေမဲ့ဒီစွပ်ပြုတ်ထဲမှာအစိတ်ပါနေတာကိုသူမရိပ်မိနေပြီဆိုတာ informal မသိခဲ့ဘူး။ဒါကြောင့်သူမဟာ informal ရဲ့လက်ထဲကစွပ်ပြုတ်ပကံကိုပုတ်ချလိုက်ပါတော့တယ်။ကဲဒီလိုစိတ်ဝင်စားကောင်းတဲ့တရုတ်စကားတိုလေးတွေကိုကြိုက်နေတဲ့တဲ့ဆိုရင်ကျွန်တော်အကောင့်လေးကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့ recap movie